လုံးဝမင်္ဂလာပါကျွန်တော်ခုနှစ်ချိန်အတွက်ဝိုင်းချိန်လေးကျွန်တော်ပူစာသားမလုပ်တော့ဘူး95 96သူကဘလူးပေးလဲဆိုတော့9ခုနှစ်95စွန်းနှစ်6စွန်းနှစ်ကိုပေးရဥပမာဒီမှာသူကဘလူးပေးလဲဆိုတော့9ချိန်လေထိုင်6ချိန်လေထိုင်9ချိန်လေထိုင်ဒီအလေထိုင်3လုံးကိုသူကဝိုင်းချိန်ပေးရပေါ့မကြည့်လိုက်ပါ6 5 3ဒီ3လုံးဝမ်းချင်း6 3 9ဆို3 9 6ဆိုပြီးထပ်သွားတယ်85ခု6ခွန်း3 6ခွန်း3ဝမ်းချင်းဒီ6 3ဆိုပြီးအောင်တယ်ဟုတ်လားဒီမှာ4 3 8ဝမ်းချင်း54ဆိုပြီးအောင်တယ်54နော်5ခုနှစ်4 5မှာ4 5နှစ်ဝိုင်းချင်း5 6 4ဆိုပြီးအောင်ရပြီ9 3 6 6 3 9ဆိုပြီးအောင်ရပြီအခုချိန်လာမှာဒီမှာ6 8နှစ်6 8နှစ်ဝိုင်းချင်း6 8နှစ်ချင်းကဲ